2025-2026 ပညာသင်နှစ်တွင်ဝေးရရှိသောကျောင်းသားကျောင်းသူများနှင့်ကြီးထွားအောင်ကျောင်းသားကျောင်းသူများဂုဏ်ပြုလွှာဆုချီးမြှင့်ခြင်းစီစဉ်ဖြစ်သည့်အတွက်ဆုလက်ခံမည့်ကျောင်းသားကျောင်းသူများဂျိုတင်ပြင်ဆင်ပေးပါရန်လေးစားစွာပန်ကြားပါရရှင် Today's ceremony is held in commemoration of 25th Silver Jubilee wedding anniversary of Venerable Siano Muli Siangson and Muli Siangson Meroshin of the proud Aljinha Pasian Siangson Religious Mission. With the support of the Department of Small-Scale Industry and Handicrafts, this event features sewing and weaving training achievements, innovative designs, the 30th annual model competition, and a prayer program for students' academic development. According to our first program of our main program of the Pasian Church, certificates of recognition will now be presented to 2025 to 2026 graduates and grade 12 successful students. ကလေးခရိုင်တဒနာဦးစီးမှုရှင်2025-2026 ပညာသင်နှစ်တွင်ဝေးရရှိသောကျောင်းသားကျောင်းသူများဂုဏ်ပြုလွှာများဆုချီးမြှင့်ပေးနိုင်ပါရန်လေးစားစွာတင်ပြပါရရှင်ဒီပါရင်ဆုများလက်ခံပေးနိုင်ပါရန်ကလေးတက္ကသိုလ်ဓာတုမီကြဖြင့်ဆုရရှိသောဒေါ်စနိုင်ဆန်းအားလေးစားစွာဖိတ်ခေါ်ပါရရှင်ဒီနေ့ပြည်ဝရဒေါ်ချင်းခေါလွန်အားလေးစားစွာဖိတ်ခေါ်ပါရရှင်BBSC ဘွေရဒိုမျိုးတင်အားလေးစားစွာဖိတ်ခေါ်ပါရရှင်ဆက်လက်၍ BA ဘွဲ့ရစူးနောက်ဆောင်ကလေးစားစွာဖိတ်ကြားပါရရှင်BA ဘွေရဦးတွန်ခန့်ထံအားလေးစားစွာဖိတ်ခေါ်ပါရရှင်ဆက်လက်၍ BA ဘွေရဦးလောင်ဆွမ်းပြန်အားလေးစားစွာဖိတ်ခေါ်ပါရရှင်BA ဘွေရဒေါ်ကျင်းစွမ်းဝိုင်အားလေးစားစွာဖိတ်ခေါ်ပါရရှင်ဆက်လက်၍ BA ဘွေရဒေါ်ကျင်းလျက်နဲ့မှလေးစားစွာဖိတ်ခေါ်ပါရရှင်ဆက်လက်၍ BA ဘွေရဒေါ်ဘူပန်းတေအားလေးစားစွာဖိတ်ခေါ်ပါရရှင်ဆက်လက်၍ BA ဘွေရဦးခိုင်ခန့်ကအားလေးစားစွာဖိတ်ခေါ်ပါရရှင်ဆက်လက်၍ BSc Honors ဒေါ်ဟောင်လမ်မူအားလေးစားစွာဖိတ်ခေါ်ပါရရှင်ခုလိုဆုများချီးမြှင့်ပေးပါတော့ကလေးခရိုင်တဒနာဦးစီးမှုအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်
ဆက်လက်၍စုများချင်းပင်ပေးပါရန်ကလေးခရိုင်ကြီးလက်ဦးစီးမှုရှင်စုများချင်းပင်ပေးနိုင်ပါရန်လေးစားစွာဖိတ်ခေါ်ပါတယ်ရှင်စုများလက်ခံပေးနိုင်ပါရန် BA ဝိရဒေါကမလမာယာလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဆက်လက်ပြီး BA ဝိရဒေါကျင်းရှန်ကင်အားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဆက်လက်ပြီး GTI ဝိရဒေါဟောက်ဖော်ကျင်းအားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဆက်လက်ပြီး BA ဝိရဒေါဘူမန်ကျင်းအားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဆက်လက်ပြီး BSC ဝိရဘူးကူတဲ့ခံအားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဆက်လက်ပြီး BD ဝိရဦးနံခန့်စင်အားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဆက်လက်ပြီး BA ဝိရဦးစုလမ်စင်အားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဆက်လက်ပြီး BA ဝိရဦးထောင်းခန့်လန်အားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဒီခုလိုစုများချင်းပင်ပေးပါတော့ကလေးခရိုင်ကြီးလက်ဦးစီးမှုအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်၍အဖကတော့စင်မယ်ရီကျောင်းအုပ်ကြီးမှစုများချင်းပင်ပေးနိုင်ပါရန်လေးစားစွာဖိတ်ခေါ်ပါတယ်ရှင်စုများလက်ခံပေးနိုင်ပါရန်မောင်ကင်ခန့်ခွာအားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဆက်လက်ပြီးမောင်ခိုင်ဝန်ထံအားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဆက်လက်ပြီးဇီဝကုန်ထူးရှင်မကျင်းရှမ်းကုံအားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဆက်လက်ပြီးတမိုင်းကုန်ထူးရှင်မကျင်းရှမ်းဆရာမလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဆက်လက်ပြီးဘောကကုန်ထူးရှင်မဇုံနွန်ထန်းအားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဆ
ဆက်လက်ပြီးမဇီမူအီအားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဆက်လက်ပြီးမထန်းစန်းနွမ်အားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဆက်လက်ပြီးမညောင်ရှန်ဟွေမွမ်အားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဆက်လက်ပြီးမကျင်းရှန်ဆန်အားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဆက်လက်ပြီးမုံမောင်ထွန်းမုံအားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဆက်လက်ပြီးဘောကကုန်ထူးရှင်မောင်ကျင်စင်ထန်းအားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဆက်လက်ပြီးဘောကကုန်ထူးရှင်မောင်ကမ်စမုံအားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ယခုလူစုများချင်းမြင့်ပေးပါတော့အာဖက3ကျောင်းအုပ်ဆရာကြီးအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်၍အာမကစနစ်ကျောင်းအုပ်ဆရာမကြီးအားစုများချင်းမြင့်ပေးနိုင်ပါရန်လေးစားစွာဖိတ်ခေါ်ပါတယ်ရှင်စုများလက်ခံပေးနိုင်ပါရန်ရှောင်းစွန်းဆရာတော်ကြီးနဲ့မေတော်ရှင်အားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ယခုလူစုများချင်းမြင့်ပေးပါတော့အာမကစနစ်ကျောင်းဦးဆရာကြီးအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးစီစဉ်နေရမော်ဒယ်ပြပွဲအစီအစဉ်များဖြစ်သည့်အတွက်ပထမဦးစွာပြပွဲ၏စီမင်းစည်းကားများရှင်းပြပေးပါရန်မြင့်ပြတ်နေတာဥက္ကဋ္ဌရှောင်းစောအလင်းတက္ကနာတော်မှဦးပါဝင်းချင်းအားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်စားရပါတော့ခရိုင်အစင်းတို့လည်းစင်းဘာသာဆိုင်ရာတောင်းစီကိုပြထားတဲ့တော့အဲ့ဒါတော့ပြန်နေပညာရေးကျမ်းမာရေးမှာဖိတ်ကြားထားတဲ့အဲ့ဒါတော့များအခုလိုကျွန်တော်တို့ရှမ်းစွန်ဆရာတော်ကြီးနဲ့ရှမ်းစွန်မေတော်စီတို့ရဲ့ထိမ်းများတဲ့ထပ်မင်္ဂလာ25နှစ်ပြည့်အထက်အမှတ်နေ့မှာခုလိုတယောက်အားလုံးပဲအထူးဖြစ်ကျွန်တော်တို့ဒီနေ့မော်ရပြန်ပွဲတင်ပါရချင်းဟာဆိုဖြစ်ကျွန်တော်တို့အသိစာစမှုလည်းပြုလုပ်ငန်းဦးစီးဌာနစင်ကရာကျောင်းရှမ်းစောတာတရာတော်ကြီးမှာကျွန်တော်တို့
စစ်ချုံနဲ့ရကန်စန်တီမူဒီဇိုင်းဒီနေ့ရှင်ပြန်ရတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကြွားရောက်လာတဲ့ဧည့်သည်တော်များကပြန်ခွင့်အမှတ်ပေးပေးကြပါရန်လေးစားစွာပန်ကြပါတယ်ကျွန်တော်တို့ model ပုံစံ company ပြန်ပွဲဝဖွင့်၅ဖွင့်စီပါတယ်အဲ့ဒီဖွင့်ထဲမှာစုံတွဲတွဲစီခါနံပါတ်1နစ်3344ဆိုပြီးမှခါနံပါတ်တပ်ပေးထားမှာပဲဘေးကအမစင်တခုမဆွေဖြင့်ဥပမာခါနံပါတ်1ကိုမျက်စိထဲမှာလမ်းလျှောက်ပေါ်နေထားနဲ့ကြိုက်တယ်ဆိုရင်တော့အများဆုံးငါးမှတိပေးလို့ရပါတယ်မကြိုက်ဘူးဆိုရင်တမတ်မှပေးလို့မပေးလို့လည်းရပါတယ်ကိုရစိတ်ကြိုက်တမတ်နမတ်သုံးမှကြိုက်တယ်လို့ပေးလို့ရပါတယ်နောက်ပြီးကိုဟန်ပြမှုရာဒီငိမ်မှုဝဆရှိမှုဒီဇိုင်းယုံကြည်စိတ်ချမှုအလားပြင်ဆင်မှုမိတ်ကမျက်နာမှုရာပရိသတ်ဆွဲဆောင်နိုင်မှုဆိုပြီးမှကျွန်တော်တို့တတ်မှတ်ထားတဲ့မဆင်ထုတ်ချက်စီပါတယ်အဲ့ဒီထဲမှာကိုကြိုက်တလောက်မကြိုက်ဘူးဆိုလည်းမဖြစ်မနေပေးရမယ်ဆိုပြီးမှမရှိပါဘူးဒါပဲပေးမယ်ဆိုရင်တော့ငါမထက်မကြိုပေးပါနဲ့လို့နောက်ပြီးအတင်းအတင်းရှင်ပြန်ပြီးမှအတင်းထဲမှာအမှအများဆုံးရရှိတဲ့အတင်းတတင်းကမော်ဒယ်စုပထမရပြီးမှအဲ့ဒီမော်ဒယ်စုပထမရတဲ့အတင်းကဒီဇိုင်နာစုလည်းရရှိမှာဖြစ်ပါတယ်အဲ့ဒီဒီဇိုင်နာစုရတဲ့အတင်းကလည်းမိတ်ကအလားပြင်စုရရှိမှာဖြစ်ပါတယ်နောက်ပြီးကျန်တဲ့အတင်းကျန်တဲ့၄တင်းကျန်တဲ့ထဲမှာအမှအများဆုံးရတဲ့အတင်းကဒုတိယစုအဖြစ်တတ်မှတ်ပြီးမှအဲ့ဒီဒုတိယစုကလည်းဒုတိယစုရတဲ့အတင်းကလည်းဒီဇိုင်နာစုရယ်မိတ်ကစုရယ်ရရှိမှာဖြစ်ပါတယ်နောက်ပြီးတတစုလည်းဒီတိုင်းပါပဲကျန်မရရှိတဲ့စုမရတဲ့ကုမ္ပဏီနှစ်ခုအဖွဲ့နှစ်ခုကတော့နိတိစုချင်းမြင့်ပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်မို့ဖြစ်နိုင်အမတ်ခါနံပါတ်1 2 3 4ပြီးတဲ့ခါမှာအောက်မှာစုစုပေါင်းဆိုပြီးမှရှိပါတယ်အဲ့ဒီစုစုပေါင်းထဲမှာအားလုံးပေါင်းပေးကြပါလို့လည်းပြောကြချင်ပါတယ်နောက်ပြီးကျွန်တော်တို့ Upwork company number company နာမည်တွေအဖွဲ့နာမည်တွေမတည်ဘူးဆိုရင်ကျွန်တော်တို့သူတို့ company ပိုင်ရှင် designer တွေကဒီဘက်မှာသူတို့ site book တိုင်ပြီးမှဒီဘက်မှာရေးပေးပါလိမ့်မယ်ကျွန်တော်တို့team နာမည်တွေမဖတ်တတ်ဘူးဆိုရင်လည်းသူတို့ company တွေရုပ်ကိုကြည့်ပြီးလို့မှပေးလို့လည်းရပါတယ်ငါဖွင့်စလုံးစာရုပ်ကထားပေးပါတယ်တော့ပြီးငါဖွင့်ပြီးမှဒီကစာရုပ်တွေပြန်သိမ်းပေးပါမယ်တကယ်လို့များစာရုပ်ထဲမှာစာကြောင်းတွေမရှင်းတာနောက်ပြီးဘောပြင်မရှိဘူးဆိုလည်းပြောကြပေးပါလို့ပြောကြတဲ့ကျွန်တော်ဒီဘုံထုတ်လိုက်ပါMy boss is double time. Champion SSS Company. Rhythm feels so bright. That shifts into right. I rise to the climb. Feet chase the neon glow. Feel
And your echoes in the street is vibrating from my feet. I feel sharp and sweet, pulling me to the beat, the beat, the beat. Skyscrapers pulse with sound, melody wraps me around, rise from the ground to the rhythm of the flow. Every moment shakes, every heartbeat wakes. This path is mine to take, no matter what.
မေတ္တာကုန်သမီး Stays there in every beat we play. Let's feel like mirror glows. Future flowing is our past. Nothing we can hide. Still I move fast. Every shadow shifts. Rhythm pulls me to the right. Can't hold back the time. I'm moving but fast. I feel like an end. Theories I can't expect. My heart begins to reflect what I once rejected. Heart is calling me into glowing energy, breaking gravity in perfect clarity. Flash of the time, flash of the right time, flash of the light, flash everything feels fine, flash of the the night is mine. If I lose myself tonight, I'll find a new kind of light, running far from sight into the neon bright.
pause, it's double time. Rhythm feels so bright. Light shifts into rhyme. I rise to the climb. Feet chase the neon glow, and the joy begins to grow. I move with the flow, never moving slow. Every breath I take feels like a new wave. I have what it takes, nothing can break. Pulse breaker in my chest, moving faster than the rest, pushing past every test. I feel truly blessed. Break, let the bass collide. Break, let the rhythm guide. Break, feel the rising tide. Break, step aside. Break, let the bass collide. Break, let the rhythm guide. Break, feel the rising tide. Break, step aside. Break, let the bass collide. Break, let the rhythm guide. Break, feel the rising tide. If the world turns cold, I'll stay bold. My story unfolds just as told. As the beat comes down, I adjust my crown, winning every round with a stronger sound. Wake, wake, wake. Can you see it? The burst is on fire. The monsters in my head are scared of love. Funny people, listen up. It's never too late to change your love. So don't let them steal your light. Don't let them break your stride. 'Cause I know on the other side, we'll see what we can find. It's another shine. It's horrible.
ဆက်လက်ပြီးတော့ကလေးခရိုင်ပစ္စည်းစမှုလူမှုဦးစီးဌာနမှဦးစီးမှုရှင်စုများချင်းမြင့်ပေးနိုင်ပါရန်လေးစားစွာဖိတ်ခေါ်ပါလိမ့်ရှင်စုများချင်းမြင့်ပေးပါတော့ကလေးခရိုင်ပစ္စည်းစမှုလူမှုဦးစီးဌာနမှအထူးပင်ကျေးဇူးတင်ရှိပါလိမ့်ရှင်ဇလက်၍စီစဉ်3ရက်ရကျောင်းသားကျောင်းသူများမှဤထူးနည်းမြတ်ပွဲတော်ကြောင်းပြောကြားခြင်းစီစဉ်ပဲဖြစ်ပါလိမ့်ရှင်လူပြပါ၍ကျောင်းသားကျောင်းသူများမှဤထူးနည်းမြတ်ပွဲတော်ကြောင်းပြောကြားပေးပါရန်မအဝိနူအားလေးစားစွာဖိတ်ခေါ်ပါလိမ့်ရှင် According to our next program, students will now present brief remarks on the significance of today's ceremony. Please welcome Ms. Hoynu on stage. Shangson Holy Father, Shangson Holy Mother, and all respected persons who are present here. I'm Wingshan Wenjin. My father name is Bukatamu and my mother name is Toa Samsung. Now I'm a student, grade 10 student at Shulamin Private High School. Today, I would like to share our faith in Xiangsuan Baojinhao Pashan and the story of our belief. First of all, may I ask you one question? Have you ever heard some people asking each other that who created everything, including us? Well, there's an answer for it. In the beginning, Pashan exists. What? Pashan? Who's Pashan? I have never heard like that. Well, you will want to know who's Pashan. Well, Pashan is the one who created the sun, moon, stars, all the things. The earth we live, the entire universe and the heavens. He's the one who created us, who gives us chance to smile, to feel family love, to enjoy nature beauty. All the things we possess come from him, especially our blessings. Well then, why did he create us? You may think, for what purpose? It is because Pashan wants us to honor and praise him. Humans were created before humans were created, Pashan created the heavenly beings. They praise the glory of Pashan, and humans were created by the heavenly beings to praise Pashan. Not just that, the earth we live itself was also created for the purpose of praising Pashan. When humans were created, we could not follow the teachings of Pashan. So, especially our great-great-grandparents. So, the next generation lost connection with Pashan and the way back to heaven. We were like blind. The world became the place with no love, kindness, and full with unfairness. Pashan was soulful, like parents waiting children to come back home. As Pashan loves the world with fairness and compassion, he sent his son, Baojinhao, to guide us back to the heaven where we truly belong. And Baojinhao shows us the path to return to heaven. The Holy Spirit of Pashan gives us eternal life, teaches us and guides us. When we are born on earth, we celebrate with pure fruits and flowers, just like we celebrate the wedding of our parents. And when we return to heaven, the heavenly celebration is also honored with fruits and flowers from the earth. A
A true believer becomes like a pure, blossoming flower, shining forever. Through love and compassion, we will rise again to heavenly beings. In the place blessed by Bashan, we will become part of new heavenly generation we create. We are born on earth so that Bashan's chosen ones to grow, flourish, and add to the new generations of heavenly beings. In everything, and one day, with pure spirit, we will return to heaven where we truly belong. So, does it mean we can return with our body? No, we cannot return to heaven with our physical flesh and one body. Then why, you may ask? Because heaven is the place of pure spirits. And since Bashan himself is the Holy Spirit, we must return with the Holy Spirit as well. Therefore, in Bautino Bashan faith, the Creator is the Holy Spirit and eternal life. And we too must return to Him as pure spirit. On earth, we must honor Bashan through knowledge, good deeds, and following his teachings. In everything we do, our offerings, our kindness, our actions, we must praise Bashan. By practicing these teachings, we follow the true path of Ordinal Bashan, the sacred way of life. Thank you for your attention. အခုလိုနေထိုးနေမြတ်များအကြောင်းပြောကြားပေးပါတော့မအဝိမူအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ဆက်လက်ပြီးနေထိုးနေမြတ်များအကြောင်းပြောကြားပေးပါရန်မောင်မုန်ခါရလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်။ Thank you, Ms. Melu, for your wonderful speech. Now please welcome Mr. Mung Khai to present brief remarks on the significance of today's ceremony. Good morning, everybody. I'm very glad and honored to be able to talk about the Rogo Passion today. Before I start preaching, I wanted to introduce myself first. I'm Mung Khai. I'm currently studying in grade 6 in St. Michael Private Middle School in Kahan. My parents are Mr. U Tanghen Gap and Do Jinglen Lun. Without further ado, let me get started our message today. In the beginning, Passion existed. Passion created the sun, moon, stars, the heavens, and the entire universe. He created all things and He created people so that we could honor and praise Him. Humans were created from the heavenly beings, and through them, Passion's glory was praised. The earth itself was also created for the purpose of praising Passion. Because Passion loved the world with kindness and compassion, He sent His Son Bautino to guide us back to the heavenly place, where we truly belong. Bautino showed us the path to return to heaven. The Holy Spirit of Passion gives eternal life, teaches us and guides us. When we are born on earth, we celebrate with food, fruits, and flowers. Just like we celebrate the wedding of our parents, and when we return to heaven, the heavenly celebration is also honored with fruits and flowers from the earth. A true believer becomes like pure, blossoming flower and shining forever. Through love and compassion, we will rise again as heavenly beings. In the place blessed by Passion, where you will become part of the new heavenly generation He created. We are born on earth so that Passion chooses what can grow, flourish, and add to the new generation of heavenly beings. And one day, with pure spirit, we will return to heaven where we truly belong. We cannot return to heaven with physical flesh and bone body. Heaven is a place of pure spirit, and we too must return to Him as pure spirit. Therefore, in the Bautino Passion faith, the Creator is the Holy Spirit, the eternal life, and we too must return to Him as pure spirit. On earth, we must praise Passion through knowledge, good deeds, and follow His teaching. In everything we do, our offerings, our kindness, our actions, we must praise Passion. By practicing this teaching, we follow the true path of Bautino Passion, the sacred word of life. Thank you so much, everybody. May Passion bless you all. အခုလိုနေထိုးနေမြတ်များအကြောင်းပြောကြားပေးပါတော့မောင်မုန်ခါရအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ဆက်လက်ပြီးစီစဉ်လေးရရကျေးဇူးတင်စကားပြောကြားပေးပါရန်မအမြတ်မူအားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်။ Thank you, Mr. Mung Khai, for your wonderful speech. Now may I please
welcome our next presenter to talk about brief remarks on the significance of today's ceremony. Please welcome her on stage. Lisa Pato yang sini auto ibu nenek gua karena saya tiba-tiba tahu siapa punya Malaysia sosial di Malaysia someroji tatana amuro saung jinya ne pejana to etero jinya si due ya kulu pyoja pya di ya due topi wanya mi ba le toya ma cha to etero alo ko yo sai pa jama cha ba si lo su tao ye na ko sa ta a ba le she Tamina megaro Malia no Pipareshi, Lutia Danwe, Tinya Tiyumare. Jani, the Nido, Nitunia, Kito, Passion, the Manonia, Mulisha Sosia, Gine, Mulisha Somero, Shino, in the Semanity, Uyadu, Atayamani, Ne Adu. Sadonja, Tanga, Jantunya, Tinya, Yidu, Dani Mai, Adwe, Tangwero, Tanasaya, Tawishi, Lujimi Nyaka. They are Chini Beba Doja. Izu, Atu Shi Bade. She Salaye, Isa, Samula, Mulongan, and I. Sidana, Settle the Yakandi Dane, who don't control, who living at the Pulde Beche at where. Midasu Jabaina, Hawa, Tutemu, Yashi Baye, Jidu, Shibaja, Yoja Abareshin. Tu Kibaye, Passion the Manolia, Mulisha Sosia, Gine, Mulisha Somero Shino, Tenyam Galana Sen, Amipi, we are two at Yamani Masaye. Now Nibanga Sadaya, Meneno, Asuyane, Tanasaya, Taushipo Punyama, Selson Janga Jangunya, Kinya, Yidu Tanimai, Adwe, one weapon Makumi, Social Beja Bano, Bajaye, we go to a body, I don't go to the my shit. အခုလိုကျေးဇူးတင်စကားပြောကြပေးပါတော့မလျန်တို့အားထိုးပင်ကျေးဇူးတင်ရှိပါတယ်ရှင် Thank you, Ms. Liano, for your wonderful speech. ဆက်လက်ပြီးစီစဉ်9အရလူသုံးကုန်ထုတ်လုပ်မှုပြပွဲစီစဉ်ဖြစ်ပြီး company နှစ်ခုရှင်ပြိုင်တာဖြစ်ပါတယ်ရှင်ထုတ်လုပ်မှုရှင်ပြိုင်ရေး company များအားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင် According to our next program, it is the time for consumer goods soap production competition. We proceed with the consumer goods soap production competition. Now, may I please invite our competitors on the stage, please. Sabut. Selalu rusak tu.
ဆက်လက်ပြီးစီစဉ်6ရက်ရအစိုးရကပြင်ပြောပြီးဒီချင်းစီစဉ်မဲ့ပါလာရှင်ဒီပါ၍ပြည်ကြတာသောဧည့်သည်တော်များအားလုံးချမ်းမြေ့ပါစေဒီချင်းဖြင့်တေဆိုပြောပြီးပေးပါရန်စင်မစ်ပေါ်သို့ဖိတ်ခေါ်ပါလေရှင်ဒီချင်းကအရှိမကွန်ပျူတာနဲ့ထွင်ထားပါရှင်ဒီတိုင်းသူမိကဒီစီရရပဲရှင်ဒီကျူကဲမဲ့ပြည်ကြများအကုန်လုံးစင်မစ်ပေါ်သို့ဖိတ်ခေါ်ပါလေဖေလဲချမ်းမိပါစေမမေလဲချမ်းမိပါစေသာသမီလဲချမ်းမိပါစေဆိုတဲ့တခြင်းဆိုမယ်အားလုံးဖိတ်ခေါ်ပါရစေဆရာတော်ဒီနေ့မေတော်တို့ကိုပြည့်ရဲ့အနေနဲ့အမှတ်တရဆိုရဲလို့တော့မဟုတ်ပါဘူးအမှတ်တရဆရာတော်နဲ့မေတော်တို့ကိုပြည့်ရဲ့အနေနဲ့ပါဝိုင်းမလားတော့ဝိုင်းမယ်
Mai Kharin Lan San San. အခုလိုကပြဖြောပြပေးပါတော့ဧည့်သည်တော်လူကြီးများအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးစုံတွဲအကဖြင့်ကပြဖြောပြပေးပါရန်လေးစားစွာဖိတ်ခေါ်ပါတယ်ရှင် According to our next program, it is the time for our dread performers to perform on stage. Now, may I please welcome them on stage. The long night is long. Long night, me what I saw ya. To know about you, mera ya tu ba.
ပါရရှင်ဆက်လက်၍စီစဉ်ခွင့်အရာစုရရှိသူများကြီးညာခြင်းစီစဉ်ဖြစ်ပါရရှင် Thank you, our duet performers, for your beautiful performance. Now, according to our next program, which is number 7, we will now announce the winners and proceed with the award presentation. ခုဖြစ်ပါ၍စုရရှိသူများ model စုဒီဇိုင်နာစုဆက်ချုပ်ရက်ကမကလာပင်စုရရှိတဲ့အမတ်စရင်များကြီးညာပြပါရန်တာဝန်ရှိသူများအားလေးစားစွာဖိတ်ခေါ်ပါရရှင် Santi model တဲ့ဘက်မှာအမစင်းရောက်ကြည်ညာပါမယ် Hello ခါနံပါတ်3 Yama 944 man နဲ့ Pasyan Mitama Tatyasu Yasibare Hanambat ni Yamat Ngayang Ngasa Punamat ni Siang Company Ma Yasibare Padma Swan Sang Yesu Ji Nyaba Me Khanamat ni Ngaya Kunasanamat ni Kada dang Sian Pil Company Ma Yasibare Bia Sinsaya, Sungdweka Pin Pyobi Bido, Sungdweka Nya Su Chimin Chin Sinsin Pidia Dwe, Sianson Siarojine, Mero Shinshin, Sumya Chimin Pinai Bayan, Lisa Swa Pekwa Barishin. Sumya le kan pinai bayan, sung twe nat twe a Lisa Swa Pekwa Barishin. ယခုလိုစုများချင်းမြင့်ပေးပါတော့ရှောင်းဆောင်ဆရာတော်ကြီးနဲ့မေတော်ရှင်အားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ဆိုလက်၍ဒီထူးနေ့မြတ်များအကြောင်းပြောကြားသူများအားစုချင်းမြင့်ခြင်းစီစဉ်ဖြစ်ပါတယ်ရှင်။ဖြစ်ပါ၍ပညာရေးကောင်စီမှဦးဆောင်ပေးအားစုများချင်းမြင့်ပေးနိုင်ပါရန်လေးစားစွာဖိတ်ခေါ်ပါတယ်ရှင်။ Su nhà lấy khăn bí này bà ya mong khai á lý xa xóa khi khóa bà đấy chứ. Sẽ lên bí su nhà lấy khăn bí này bà ya mạ hội nụ á lý xa xóa khi khóa bà đấy chứ.
ကောင်စီမှဦးဆောင်ပေးအားသူပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဒီကိုစီစဉ်အရာမော်ဒယ်စုပထမဆုံးဆောင်ရထူးစုမော်ဒယ်ဒုတိယစုတတိယစုနှစ်သိမ့်စုစက်ချုပ်ဒီဇိုင်နာစုရကန်ဒီဇိုင်နာစုလူသုံးကုန်စက်ပြထုတ်လုပ်မှုပေပွဲစုများချင်းမြင့်ချင်းစီစဉ်ပဲဖြစ်ပါတယ်ရှင်ပထမဦးစွာကလေးခရိုင်တဒနာရေးဦးစီးမှုရှင်မော်ဒယ်ပထမစွမ်းဆောင်ရည်အထူးစုများချင်းမြင့်ပေးပါရန်လေးစားစွာဖိတ်ခေါ်ပါတယ်ရှင်စုများလက်ခံပေးပါရန်ဆီယမ်ပီလ်ကုမ္ပဏီမှာခါနံပါတ်1မဆူဆူပေါင်း980နဲ့ပထမဆုံးယူသွားတော့ဆီယမ်ပီလ်ကုမ္ပဏီမှာမောင်မယ်များအားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်တဆက်သေးပဲပထမစုရအောင်အလှပင်ပြီးတယ်မက်ကအလှပင်ပြီးတယ်မက်ကဆရာမများမော်ဒယ်ဒါရိုက်တာများစင်မင်းပေါ်တို့ဖိတ်ခေါ်ပါတယ်ရှင်ဒါရိုက်တာနဲ့အလားပင်နဲ့ဆရာမများစုလက်ခံပေးပါရန်စင်မင်းပေါ်တို့ဖိတ်ခေါ်ပါတယ်ရှင်ဆီယမ်ပီလ်ကုမ္ပဏီရဲ့ဒါရိုက်တာဆီယမ်ပီလ်ကုမ္ပဏီရဲ့ဒါရိုက်တာဆီယမ်ပီလ်ကုမ္ပဏီရဲ့အလားပင်မိတ်ကဆရာမပေါ်ပါလေရှင်ဆက်လက်ပြီးကလေးခရိုင်ကြီးလက်ဦးစီးမှုရှင်မော်ဒယ်ဒုတိယစုများချင်းမြင့်ပေးနိုင်ပါရန်လေးစားစွာဖိတ်ခေါ်ပါလေရှင်ကုမ္ပဏီမှာခါနံပါတ်1အမှတ်950နဲ့ဒုတိယစုယူသွားတော့ဆီယမ်ပီလ်ကုမ္ပဏီမှာမောင်မယ်များအားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဆက်သေးပဲPasien kamar siang tho nong pia hi simlai mi sata mai siang Selepi Pasien Mita company ma kha number 955နဲ့တတိယစုယူသွားတော့မောင်မယ်များအားစုများလက်ခံပေးပါရန်လေးစားစွာဖိတ်ခေါ်ပါရရှင်
ပေးပါရန်လေးစားစွာဖိတ်ခေါ်ပါရရှင်เสียนเปียง company มาค่านำบัตรติดมุนตวง company มาค่านำบัตรติดSelebi muntuang company ma kanang bakit Timbang sing-sing ay alam kilala mang ngiti Ang kyangin natin sungalong kamang bangin ka online ta Valilea ba pa siya rin Hongin na happy na lian loa Ay manin, ay mama Ay tapali itong ahong pa'y sagi Wakakong ka, tunang ng tanga Ong piyak na lehilgig na Ong piyak na siya sa ပေးပါတော့ကလေးခရိုင်ကြီးလက်ဦးစီးမှုအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်၍မော်ဒယ်ပြပွဲဝင်များအားလုံးမေဒယ်ပေးမဲ့ဖြစ်တဲ့အတွက်စနစ်ပေါ်တော့အားလုံးမြာယူပေးပါရလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ပြပွဲဝင်မော်ဒယ်ရှင်များကိုစုများချီးမြှင့်ပေးပါရန်လေးစားအပ်ပါသောရှောင်းဆုံးဆရာတော်ကြီးများလေးစားစွာတင်ပြအပ်ပါတယ်ရှင်ပြပွဲဝင်များကကိုယ် company နဲ့ကိုတောက်လျှောက်လာပေးပါရှင် Work it, baby.
တင်ရှိပါတယ်ရှင် ဆက်လက်ပြီးစီစဉ်900စက်ချုပ်ဒီဇိုင်နာဆိုချင်းမြင့်ချင်းစီစဉ်ဖြစ်တဲ့အတွက်ပထမအစွမ်းဆောင်ရည်စုဒုတိယစုတတိယစုနှစ်သိမ့်စုများချင်းမြင့်ပေးပါရန်ကလေးခရိုင်အသီးစားစမှုလက်မှုဦးစီးဌာနမှဦးစီးမှုရှင်စုများချင်းမြင့်ပေးပါရန်လေးစားစွာဖိတ်ခေါ်ပါတယ်ရှင်စုများလက်ခံပေးပါရန် CNPL Company မှာပထမစုစွမ်းဆောင်ရည်စုများလက်ခံပေးပါရန်လေးစားစွာဖိတ်ခေါ်ပါတယ်ရှင်CNPL Company မှာဒုတိယစုများလက်ခံပေးပါရန်ဖိတ်ခေါ်ပါတယ်ရှင်လက်ခံပေးပါရန်ဖိတ်ခေါ်ပါတယ်ရှင်ဆက်လက်ပြီး CNPL Company မှာနှစ်သိမ့်စုများလက်ခံပေးပါရန်ဖိတ်ခေါ်ပါတယ်ရှင်ဆက်လက်ပြီးမွန်တောင် Company မှာနှစ်သိမ့်စုများလက်ခံပေးပါရန်ဖိတ်ခေါ်ပါတယ်ရှင်စုများချင်းမြင့်ပေးပါတော့ကလေးခရိုင်တီးစားမှုဦးစီးဌာနမှဦးစီးမှုအားဒုပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်၍ရကန်ဒီဇိုင်နာစုများချင်းမြင့်ခြင်းစီစဉ်ဖြစ်တဲ့အတွက်စုများချင်းမြင့်ပေးပါရန်ဆ ्याम စွန်မေတော်ရှင်အားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်စွာဖိတ်ခေါ်ပါတယ်ရှင်များချင်းပေးပါတော့ဆ ्याम စွန်မေတော်ရှင်အားအထူးပေးကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးစီစဉ်အရာလူသုံးကုန်ထုတ်လုပ်မှုစက်ပြထုတ်လုပ်မှုပြပွဲတွင်ပထမစုဒုတိယစုရရှိသူများစုချင်းမြင့်ချင်းစီစဉ်ဖြစ်သည့်အတွက်စုများချင်းမြင့်ပေးပါရန်ဆ ्याम စွန်ဆရာတော်ကြီးနဲ့ဆ ्याम စွန်မေတော်ရှင်အားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်စုများလက်ခံပေးပါရန်ပထမဆိုရရှိသွားသောမမောင်နူအားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်
အားလေးစားစွာဖိတ်ခေါ်ပါလေရှင်မော်ဒပထမဆွမ်းဆောင်ရေးအထူးစုကတော့9သိန်းဖြစ်ပါရဲ့ရှင်ဒုတိယစုကတော့3သိန်းတတိယစုကတော့2သိန်းနှစ်သိန်းစုတွေကတော့3သိန်းစီပဲဖြစ်ပါရဲ့ရှင်ဆက်ချုပ်ဒီဇိုင်နာဆွဲကြတော့ပထမဆွမ်းဆောင်ရေးစုကို9သိန်းဖြစ်ပါရဲ့ရှင်ဒုတိယစုကကြတော့3သိန်းတတိယစုကကြတော့2သိန်းနှစ်သိန်းစုကကြတော့3သိန်းစီပဲဖြစ်ပါရဲ့ရှင်ရကန်ဒီဇိုင်နာစုကလည်း9သိန်းဖြစ်ပါရဲ့ရှင်လူသုံးကုန်ထုတ်လုပ်မှုဆက်ပြပြိုင်ပွဲတွေပထမစုကတော့9သိန်းဖြစ်ပါတယ်ဒုတိယကတော့3သိန်းဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဆက်လက်ပြီးစီစဉ်အရာ25ရက်ဒီဇင်ဘာလ2025ခုနှစ်တွင်အသေးစားစမိုးလမိုးဦးစီးဌာန၏စေတနာကြောင့်16ရက်ကန်းတင်တန်းအောင်မြင်မိုးစံတစ်ဒီဇိုင်နာမျိုးစုံနဲ့မော်ဒယ်တဲပွဲအခမ်းအနားအောင်မြင်စွာပြည့်မြောက်ကြောင်းကြီးညာပါရရှင်ဘယ်လိုပါတော့ဧည့်သည်တော်လူကြီးများတော်ခမ်းမ၌အခမ်းကျွေးမွေးခြင်းစီစဉ်လည်းဖြစ်ပါရဲ့ရှင်